ကဘာပြက်မတက်ပြင်းထန်တဲ့ငလျင်တန်းကြောင့်လူသားတွေဟာအားကိုးရမဲ့ပြီးပျက်စီးနေတဲ့တဘာဝတရားကြားမှာပဲကြံရစ်ထရပါတယ်အစားအသောက်နဲ့ရေဟာအလွန်တရာရှားပါသွားပြီးစီတွက်ဘူးတဘူးဟာရေဆေးဝါးနေစရာနဲ့အသက်တစ်ချောင်းစာလောက်ထိတန်ဖိုးရှိတဲ့အမြင့်ဆုံးစင်ခံပစ္စည်းဖြစ်လာခဲ့တယ်စီတွက်ဘူးတဘူးအတွက်နဲ့တယောက်ကိုတယောက်တတ်ဖို့တောင်ဝန်မလေးကြတော့ပါဘူးဒီလိုအခြေအနေဆိုးထဲမှာမိန်းကလေးတယောက်ဟာအလောင်းတလောင်းစီကနေစီတွက်ဘူးတဘူးကိုကောက်ယူပြီးပျက်စီးနေတဲ့ဥမင်လိုင်းခေါင်းတွေကိုဖျက်ချော်ကအသက်ရှင်ကြံရစ်သူတွေစုဝေးနေတဲ့တိုက်ခန်းတွဲတစ်ခုစီကိုရောက်လာခဲ့တယ်အဲ့ဒီနေရာမှာတော့ပိုက်ဆံအရှိဆုံးသူကအာနာအရှိဆုံးဖြစ်တဲ့လူအဖွဲ့အစည်းအသေးစားလေးတစ်ခုဖြစ်ထီတီးနေပါတယ်အမြင့်ဆုံး6ထပ်မှနေတဲ့မစ္စတာပတ်ဟာဘရင်တပားလို့စိုးမိုးထားပြီးသူ့ရဲ့လက်ပါးစီတွေကတော့အောက်ထက်ကလူတွေကိုနီးမျိုးစုံနဲ့နှိပ်စက်ပြီးအစာအသောက်တွေအတင်းအဓမ္မတိမ့်မြူနေကြတာပါတနေ့မှာတော့ဒေချင်းတို့အဖွဲ့အခွန်လိုက်တင်ရင်လူသေးအလောင်းတွေပြည့်နေတဲ့စိုင်းဟောင်းတို့ခုတည်းရောက်သွားတဲ့အချိန်မှာကွီရိုဆိုတဲ့မင်းကလေးကစီးထွတ်ဘူးတွေပါတဲ့အိတ်ကိုခိုးယူပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့တိုက်ခန်းတွဲတစ်ခုလုံးပိတ်ဆို့ခံလိုက်ရလို့သူမဟာထွက်ပြေးလို့မရပဲပုံနေခဲ့ရတယ်အဲ့ဒီမှာပဲသူမဟာတေသွားပြီလို့ထင်ထားတဲ့တငယ်ချင်းဖြစ်သူဟန်စီကြောင့်နဲ့ပြန်ဆုံခဲ့ပါတယ်စီကြောင့်ဟာမစ္စတာပရဲ့အကြိုက်ကိုလိုက်လုပ်ပေးရင်ဆေးဝါးနဲ့အစားတောက်တွေအလဲလဲလုပ်ပြီးအသက်ရှင်နေရတာပါစီကြောင်ရဲ့လက်မောင်းကအရာတွေကိုမြင်တော့ကွီရိုကစိတ်မကောင်းဖြစ်ပြီးအတူတူထွက်ပြေးဖို့ခေါ်ပေးပဲစီကြောင်ကငင်းဆိုခဲ့ပါတယ်အဲ့ဒီနောက်မကြခင်မှာပဲစီကြောင်ဟာအစော့ဦးပေါ်ကနေပြုတ်ကျတေဆုံးသွားခဲ့ပြီးသူမရဲ့အလောင်းကိုအာထက်ကတတဝါတွေကဝိုင်းအောင်စားတောက်ကြတဲ့မြင်ကွင်းကိုကွီရိုကစိတ်နာကျင်စွာနဲ့မြင်လိုက်ရပါတယ်ကွီရိုဟာတေချင်းတို့အဖွဲ့ရဲ့ဖန်စီချင်းကိုခံလိုက်ရပေမဲ့သူမရဲ့ပါးနတ်မှုကြောင့်တေချင်းနဲ့အပေးအယူလုပ်ပြီးအသက်ရှင်ခွင့်ရခဲ့တယ်သူမကစီတော့ဘလူတွေကိုအရင်ပြုပြီးစီးပွားရေးလုပ်ပေးမယ်လို့ကြေပေးခဲ့ပါတယ်။ကွီရိုရဲ့အကြံဉာဏ်တွေကြောင့်တေချင်းဟာမစ္စတာပတ်ရဲ့ယုံကြည်မှုကိုဖျံရလာပြီးသူ့ရဲ့ပြိုင်ဘက်ဖြစ်သူချော်မင်းကိုပါကြော်ဖြတ်နိုင်ခဲ့တယ်။တကယ်တော့ကွီရိုမှာလျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်။အဲဒါကတော့စီကြောင်ရဲ့အမွှာညီမလေးစီဝီကိုပုံအောင်ပြီးစောင့်ရှောက်နေတာပါ။စီကြောင်ဟာစီချိုယောဂရှိတဲ့သူမညီမလေးအတွက်အင်ဆူလင်ဆေးရဖို့ကိုစတေးခဲ့တာဖြစ်ပါတယ်။ကွီရိုဟာစီကြောင်တေဆုံးမှုနောက်ွယ်ကအမှန်တရားကိုသိကျင်နေပြီးမစ္စတာပတ်ကိုဖြုတ်ချဖို့တေချင်းကိုစီးရုံးခဲ့ပါတယ်။ကွီရိုဟာချော်မန်နဲ့ရောတေချင်းနဲ့ပါနှစ်ဖက်ကစားရဲ့မစ္စတာပတ်ရဲ့ယုံကြည်မှုကိုရအောင်ယူကနှလုံးဆေးတွေတောင်းခံခဲ့တယ်။နောက်ဆုံးမှာတော့ကွီရိုဟာချော်မန်ရဲ့လူယုံဖြစ်သူလူအကိုဆေးဝါးနဲ့စီယုံပြီးချော်မန်ကိုလှုပ်ကြံခိုင်းလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့တေချင်းရဲ့လူတွေကိုစုစည်းပြီးမစ္စတာပတ်ကိုတော်လှန်ဖို့ပြင်ဆင်ကြပါတော့တယ်။ဒါပေမဲ့မြေခွေးအိုးကြီးမစ္စတာပတ်ကလည်းကွီရိုကိုတန်တရားဝင်နေပါတယ်။သူဟာကွီရိုဖုံးနေတဲ့အခန်းစီကိုကိုယ်တိုင်တွားစစ်ဆေးဖို့ပြင်ဆင်နေချိန်မှာတဲ့ကွီရိုကတော့ရှစ်ထက်ကဒူမင်းရဲ့အခန်းထဲကိုခိုးဝင်ပြီးအမှန်တရားကိုရှာဖွေနေခဲ့တယ်။အဲ့ဒီမှာသူမရှာတွေ့လိုက်တဲ့အမှတ်တမ်းစာအုပ်ထဲကအကြောင်းအရာတွေကတော့သူမကိုအကြီးအကျယ်တုန်လှုပ်သွားစေခဲ့ပါတယ်။ဟုတ်ကဲ့အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုအမြဲမပြတ်ကြည့်လို့ရအောင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားခဲ့ကြပါအောင်ဗျာ